ဟုတ်ကဲ့မင်္ဂလာပါခါရီပါကျွန်တော်ဒီနေ့ကတော့ကျွန်တော်နှင်းအောင်တက်တဲ့ game လေးကိုဆော့မယ်ပေါ့နော်ကျွန်တော်ဒီ game လေးကကျွန်တော်ပြီးခဲ့တဲ့တစ်ခေါက်ကတော့ကျွန်တော်ဆော့ဦးတယ်ဗျဒါပေမဲ့အဲတော့ကကျွန်တော်တိတ်အားမရလိုက်ဘူးဒီခါဒီ game မှာဗာလေ upgrade ဖြစ်နေပြီလေဆိုတော့လည်းကြည်ရင်းနဲ့ချက်ဆော့လိုက်ကြမယ် tutorial တော့ကြည့်မနေတော့ဗျာကျွန်တော်ဒီခါလေး template ပဲ easy normal ပေါ့နော်ကျွန်တော်မင်းငါတကယ်လိုချင်တာမင်းဒီလီးချက်နေပါလေဗျာလိုချင်တာမင်းမင်းကျွန်တော်မြန်မာဆိုတော့ဘာမှပဲဘာမှပြော welcome back okay ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်base scan ဝယ်သွားမယ်လေကွာ clean okay ဟုတ်ကဲ့ခါရီပါဗောနော်ကျွန်တော်တို့ပထမဆုံးအနေနဲ့ဟာဘာဖြစ်တော့ line ကြတက် line ကြနေတာကွာဘယ်လိုလုပ်ဆေးဖွင့်လည်းငါနဲ့မဆိုင်ဘူးလေကွာငါဒီတက်ဝင်ရမှာမော်ယူမယ် USC okay အဲ့ဒါဝယ်ရမယ့်ဟာတွေကွာဖလဲokay ကျွန်တော်ကောဝတ်ပြီးသွားပြီဗောနော်ဟဲမိုက်ဝါပါကဲခီးဆက်လိုက်ရမယ်အားရပါတဲ့ဖွဲ့လိုက်စိုးတွေလားမင်းတို့ကဲကျွန်တော်တို့စားသွားကြမယ်ညဘက်ကြီးဗျနော်โอเคရေခဲကွဲတယ်နဲ့စားတယ်ဗောနော်လောက်ကတော့မခက်ခဲပါဘူးကျွန်တော်ကဲโอเคဗျာလောက်က easy ပဲ easy โอเคဟာလောက crystal တွေရောနော်ယောဝါခုံဝါလောက်ကငါတို့ပါမွားလေးပါရပြီပေါ်ဆက်တက်ဟာတော့ကတော့ပါမွားလေးပါကွာမင်းရတယ်ပါမွားမင်းရတယ်ပြောမနေနဲ့တော့ကလွယ်လေး okay ရမင်းရလဲဆရာကြီးမင်းတော့ကတော့မင်းဘာမှခက်ခဲမဟုတ် easy man မင်းသွားလို့မရတဲ့ဘက်ကဘာလို့သွားမှာလဲကွာလမ်းစားနေလေငါလွယ်ကူတဲ့ဘက်တွေမရွေးဘူးရရေခဲတုံးတွေပြုတ်ကြရနော်နဲ့ခက်ခဲရှိတယ်ဗောနော်ဒီမှာကျွန်တော်မှာတားမြင့်ချက်လေးတော့ပြတာရေခဲတုံးပြုတ်ကြတုံးနှစ်တုံးဗောနော်ရေခဲတုံးပြုတ်ကြလေးစောင့်ပြီးတော့သွားရင်ပိုကောင်းโอเคဟိုဘက်ကပြန်တက်ရမှာကွာshit မပြန်တက်ရသေးတယ်ကွာနေထိုင်နေခြေခဲလုံးလာတာပြုတ်ကြည့်လိုက်တာပြုတ်ကြွားokay ဒီခါ easy going သွားမယ်ကွာနှစ်တုံး okay ဒါပဲမင်းလွယ်လုံးတယ်တော့ခက်ခဲရလားအဲ့တော့မဟုတ်ပါဘူးထင်သလောက်လည်းမဟုတ်ပါဘာလဲဒါပါနှင်းလေးတိုက်တယ် okay shit ရေခဲတွေနဲ့ရှော့တယ်ဒီနေရာကမှတ်မိတယ်ဒီနေရာတွေကမှတ်မိတယ်ဟောကောင်းဘာဖြစ်နော်ယူထားမနေနဲ့ယူထားချားနေတော့ထ okay ခြေလေးတောက်လိုက် okay hasty တွေ့ကျွန်တော်ဒါလေးကီးလေးနဲ့စားမယ်ကောင်းတယ် okay ဒီမှာ
โอเคဟာနေနေကွာတော်တော်မြူထူတာပဲတက်ကွာပေါ်တက်โอเคကျွန်တော်စကန်ထိရအောင်သွားအောင်ဗောနော်ကျွန်တော်နေတော့ဘာတော့အကျိုးတရားပေါ်သွားမင်းရတယ်ဒါမှမဟုတ်ကျွမ်းကျင်ပြီလားနေဒီမှာသွားโอเคအမေလွယ်လုံးနေဒါဆက်သွားမယ်โอเคဟာကြာနှင်းလေးကြာမိုက်တယ်ပါဒီလိုမျိုးရသေးဦးနေနဲ့ coffee ပူလေးတောက်လိုက်ရင်ဘယ်တော့တောင်ကောင်းလိုက်ဟဲโอเคဟာရတစောင်းနေရောတစောင်းလဲတာပဲမစောင်းလဲတာပဲဘောတော့ခေါင်းမှာဟုတ်တယ်ခေါင်းတော့ဗောမင်းရတယ်ဘာခတ်တာမှန်းခေါင်းတော့ဗောမင်းရတယ်ခက်လည်းမဟုတ်ပါခေါင်းတော့ဗောဒါဗောခေါင်းတော့ဗောလွယ်လေးနော်ရတယ်တော့မခတ်တာမဟာတရားကျိုးတွေရောပဲ့တွေရောမင်းတော့ရတယ်ဘာကျိုးပဲ့ငါတော့ကထားပဲဘာမှထူကြွားမရှိဘူးမင်းတော့ဒါပဲကွာမင်းရလွယ်လေးမင်းရဒီကိန်းဆိုတော့မင်းကတခါဆန်းမှုပါတယ်ကွာအဲ့လောက်လည်းခတ်တာမဟုတ်ပါဟိုက်ဒါပဲပြီးသွားပြီဟာကမ်မွန်းကိုရောက်ရှိလာပါပြီဗျာကဲပြီးသွားပြီဗောနော်ကမ်မွန်းကိုရောက်ရှိသွားပါပြီကဲဒါသာမြေပုံလေးပါရေပုံကြည့်ရရင်ဒါကျွန်တော် base camp ပေါ့နော်ကျွန်တော် base camp ကနေပြီးတော့ဒါ base camp ကနေcamp 1ကိုရောက်ရှိလာပြီကြာတယ်ဗျကျွန်တော် camp 2လောက်ထိကျွန်တော်ဒိုးလိုက်ရမယ်ဗျကျွန်တော်အဆုံးထိကတော့သွားဖို့တော့ခဲရင်ပဲထင်တယ်ခဏတော့နားမယ်ရိတ်ခါလေးပါလေးဖြစ်တင်းမယ်ဟာရအိမ်လေးတွေကကိုပိုင်အိမ်လေးနဲ့စီတဖွတ်โอเคဟာဘာတော့လိုင်းကြောက်သွားပြီโอเคဗျာโอเคလေးတခုပဲရယူတာအဲလွန်တော့ကွာနည်းနည်းစားလိုက်မယ်โอเคဖလဲလေးယူပြီးသားဆိုတော့လုံးကတော့ရေးပေါ်ဆိုမရှိဘူးကဲလစ်မယ်ကွာနောက်တော့ cam 2ကိုလစ်ကြမယ်ကျွန်တော်ဟာဒီမှာလေပြင်းနေတိုက်တယ်ဗျနည်းနည်းခက်တယ်ဗျာဒီမှာလေတိုက်တဲ့ခါကျတော့နည်းနည်းလေးဒီနေရာလဲကျွန်တော်မှတ်မိတယ်ဗျဒါပဲပြီးသွားရရင်တော့ခက်ခဲတာမဟုတ်ပေမဲ့နှစ်ခါတော့ကြော်ဖြတ်လိုက်ရတယ်ဒါပဲကွာရှိုင်โอเคပေါ်တက်မယ်ဒါဘာတောင်ဆိုလဲမသိဘူးဗျတောင်နာမည်တော့ရေးပေးထားတယ်နာမည်တော့မသိဘူးโอเคဆောက်တဲ့လေတိုက်တော့ဘာညာဟိုမှာရှေ့မှာတွေ့တယ်ဒီကောင်လေးကြော်တက်မယ်အဲ့လောက်လည်းမဟုတ်ပါအေးရတယ်shit နားလိုက်တာကွာနားလိုက်တာအေးပါကွာထပ်နာပြန်ပြီငါစကားများသွားပြီနည်းနည်းတေချာလုံးမရစီးရဲလုံးမရမွေငါကောစင်ပြေတယ်ခက်ခဲတဲ့နေရာရကြောဖြတ်လာရောဒီလွယ်ကူတဲ့နေရာကျမှတိုင်ပတ်အဲ့လိုလှုပ်ဆမ်းပါဘာခက်တာမှတ်အောင်စင်းပြီးပေါ်တက်ဟာဆိုင်ရှိဘယ်တက်မြင်းကြီးပဲဒီတောင်ဝတ်တက်ကြည့်
ဟုတ်ရဲမြင့်လို့နာမှာစိုးလို့အဲ့တိုင်းပဲတက်ဆိုတော့အတိုင်းပဲတက်ရတာပေါ့ကွာရင်းတော့ခက်ခဲတော့မစင်စားတော့ဟုတ်လားရင်းမြင့်နာမှာစိုးလို့ငါကောင်နာမှာတော့စိုးရင်ရတယ်ဟုတ်တယ်ပြီးဒီဘက်ကိုသွားပေါ်နေပဲသွားလိုက်တော့ဟိုကတော့ကြာလို့နင်းရတယ်အေးโอเคတော်သေးတော့ဟိုအောင်ရေးရှေ့မှာရှိသေးတော့ငါမမြင်ဘူးဟာငါ့လမ်းတစ်ခုရွေးခိုင်းတာပဲဟာခက်ခဲတဲ့ဘက်ကသွားကြည့်ပဲစမပြေဟိုဘက်ချမ်းပြန်သွားမယ်စစ် โอเคမချမ်းသွားမယ်ဟိုချက်နဲ့ခက်ခဲတယ်ကွာဟုတ်တယ်သူပြောထားတယ်push တန်ရှော်ဟောင်းလစ်ပြီရှေ့ကွာအစပြန်စားတော့အဲ့လိုမလုပ်ပါနဲ့ငါအစပြန်သွားတယ်ကွာခက်ခဲတွေတွားထားတာကွာကန်တူးလောက်ထိပဲတွားလို့ရအောင်ချားခါတော်တော်ပင်ပန်းကန်တူးလောက်ထိပဲတွားကောင်းကန်ဝမ်းနဲ့ပြန်လာတာတော့အဆင်မပြေဘူးဗျာခုနကငါဒီနေ့မှရှော့တာကွာမာလီကီယာကွာဒီနေ့ရဲ့အမြင်ကြီးဆိုတော့ရှော့နေရပဲပထမဆုံးနေနဲ့ခုံရင်အနေကြည့်လိုက်အောင်ရှော့တာရောက်တယ်မင်းကဖဲပါကွာဒီကောင်ရှုံနေတော့ကျွန်တော်မမြင်ရဘူးဗျပေါ်တက်ဟိုကောင်မြေပုံကြည့်ပြီးတော့အမှန်ကန်သွားနေတာငါတော့မြေပုံမကြည့်ဘူးဆရာကြီးမို့လို့နေတော့ကြည့်လိုက်ပါဦးကန်တူးနဲ့ရောက်တော့မှာကွာဟာလားနည်းနည်းပဲလို့တော့နေမြူနေဗျဘာမှမမြင်အောင်ဒီမီးတိုင်နေထားပြီးထားလို့ပဲသွားနေရဟုတ်ဘာမြင်မခမငါတက်ကနေလိုက်လာကွာရေတောက်လိုက်ပုတ်ဆက်ရေပဲပါဒါကန်တူးတော့မဟုတ်သေးဘူးကွာငါလို့ဒီမှာဟယ်လိုโอเคပြန်လိုက်ပါတော့ကဲဒါဆိုင်ငယ်စီးရမယ့်နေရာလေးဗျနေတောင်ရောက်နေโอเคကဲကျွန်တော်ဆိုင်ငယ်တစ်စီးပေးဗျဒါလားငါဆိုင်ငယ်အဲ့တော့ဆိုင်ငယ်မရွေးဘူးလားစားနေအဘယ်ကတော့လမ်းကြောင်းမသိလမ်းကြောင်းလေးပြပါလမ်းကြောင်းတော်တော်ရှုပ်တာပဲဗျโอเคချော်ကြမယ်ပြန်တက်လို့ရမှာမဟုတ်โอเคရပြီโอเคစီးပြီးချော်ကြမယ်ဖြည်းမှန်လေးပဲတော့မလောနဲ့ဘာဖြစ်လားဖြစ်ပြီတော့shit အဲ့ဒါရဲများတယ်ကွာcome on what's happening ဒီ game ဆော့ကြတယ်ဗျာအဲ့ဒါရဲများတယ်ဗျာတော်ဗျာဆော့တော့ဗျာကမ်တူးလေးရအောင်သွားလို့ပါဆိုတော့သွားလို့မရအောင်ရဲအဲ့ဒါရန်တက်တယ်ဆော့တော့ဒါပဲကဲ
အားလုံးပဲကျေးဇူးပါဗျာအခုလိုစိတ်ရှည်သီးခံပြီးတော့ကြည်ပေးရတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာလည်းအားပေးကြပါဦး